မော်ဒိုက်ကျွန်းကမ္ဘာအလှပဆုံးနေရာတွေထဲကတစ်ခုဖြစ်ပြီးကြည်လင်တဲ့ပင်လယ်ရေပြင်နဲ့အတူနိဗ္ဗာန်ဘုံတစ်ခုလိုခံစားရစေမယ့်နေရာပါ Provence ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့နာမည်ကျော်လာဗင်ဒါပန်းခင်းကြီးတွေရှိရာအရပ်ပါအင်ဒိုနီးရှားနိုင်ငံရဲ့အပူပိုင်းကျွန်းစုဖြစ်ပြီးဟိန္ဒူယဉ်ကျေးမှုနဲ့သဘာဝအလှတရားတွေပေါင်းစပ်နေတဲ့ခရီးသွားစိတ်ကမ်းတစ်ခုပါဗင်းနစ်အီတလီနိုင်ငံရဲ့ရေပေါ်မြို့တော်ဖြစ်ပြီးရိုမန်တဆန်တဲ့တူးမြောင်းလေးတွေကြောင့်လူသိများပါတယ်ရှန်ဂရီလာတရုတ်နိုင်ငံယူနန်ပြည်နယ်မှာရှိပြီးရှေးကျတဲ့သမိုင်းကြောင်းနဲ့သဘာဝအလှတရားတွေကြောင့်လောကီနိဗ္ဗာန်ဘုံလို့တင်စားကြပါတယ်။ Grand Prix Mediterranean အမေရိကန်နိုင်ငံရဲလိုစတုံအမျိုးသားဥယျာဉ်မှာရှိတဲ့ကမ္ဘာတတိယအကြီးဆုံးရေပူစမ်းဖြစ်ပြီးရာသီအလိုက်အယောင်ပြောင်းလဲတတ်ပါတယ်။ Blue Lagoon အိုက်စလန်နိုင်ငံရဲ့အကြီးဆုံးနဲ့နာမည်အကြီးဆုံးရေပူစမ်းဖြစ်ပြီးအသားအရည်အတွက်ကောင်းမွန်တဲ့သဘာဝအလှပြင်ခန်းမတစ်ခုလိုပါပဲ။ Salar de Uyuniဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ကမ္ဘာအကြီးဆုံးစားကွင်းပြင်ကြီးဖြစ်ပြီးကောင်းကင်ဘုံရဲ့မှန်ချက်လို့လည်းလူသိများပါတယ်။ Great Barrier Reef ဩစတြေးလျနိုင်ငံမှာရှိတဲ့ကမ္ဘာအကြီးဆုံးတန်တာကျောက်တန်းကြီးဖြစ်ပြီးကမ္ဘာအမွေအနှစ်စာရင်းဝင်နေရာတစ်ခုပါ။ Iguazu ရေတံခွန်ဘရာဇီးနိုင်ငံမှာရှိတဲ့ကမ္ဘာအလှဆုံးနဲ့အကျယ်ဆုံးရေတံခွန်ကြီးဖြစ်ပါတယ်